နေကြသီးနဲ့ဧကတိုင်းအတွက်အထက်နှုံးမြင်မာခြင်းပါတလားဒီနေ့စူဘူးအမှာနေကြစိုက်ပျိုးနည်းစနစ်အတွက်အရေးကြီးတဲ့အချက်လက်တွေကိုမျှဝေပေးပါမယ်ပထမဦးဆုံးတန်းကြား2ပေပင်ကြား6လက်မှဖြစ်စိုက်ပျိုးပါတဘာဝမြေဩဇာကိုတဧကမှာ2တန်းမှ14တန်းအသုံးပြုခြင်းဖြင့်ဓာတ်မြေဩဇာ90%တက်တာစီနိုင်ပါတယ်ရေသွင်းဧရိယာတွေမှာ NPK 24 32 24ကီလိုနှုန်းမိုးကောင်းဒေသတွင်16 20 16ကီလိုနှုန်းထည့်သွင်းရန်လိုအပ်ပါတယ်။ Alternaria ရွက်ချောက်ယောဂချက်ခိုးပို့ယောဂတွေကိုတတိထားပြီးပင်စီဖြတ်ပိုးရွက်ဖြတ်ပိုးတွေကိုတင့်တော်တဲ့ပိုးသက်စီဖြင့်ကာကွယ်ပါ။နေကြသီးနှံကနှုံးဆန်သေးမြေများမှာကောင်းစွာဖြစ်ထွန်းပြီးရေဝင့်မခံနိုင်တာကြောင့်ရေစီးရေထုတ်ကောင်းမွန်ဖို့အရေးကြီးပါတယ်။အဖူးဝင်းချိန်နဲ့90%ပန်းပွင့်ချိန်တွေမှာရေလုံလောက်စွာပေးပါပန်းဖက်အောင်အဝါရောင်ပြောင်းပြီးအရွက်အညူရောင်ဖြစ်ချိန်မှာတော့ရိတ်သိမ်းနိုင်ပါပြီနေကြမှနေကြစီလောစတဲ့တန်မိုးမြင့်ထုတ်ကုန်တွေကိုထုတ်လုပ်နိုင်တဲ့အတွက်ဝင်ငွေကောင်းမွန်သောတီးနှံစိုက်ပျိုးမှုတစ်ခုပါပဲရှင်တန်သူကြီးများရှင်စိုက်ပျိုးရေးဘူးတူတာတွေကိုပုံမသိရှိလိုပါကစူဘူးအပ်ကိုဒေါင်းလော့ဒ်လုပ်ပြီးလေ့ကျင့်လေ့လာလိုက်တော့နော်